ကြားနာရမည်ဓမ္မဟောင်းကျမ်းစာတော်မြတ်မှာ29ခုမြောက်သောစာလံထာဝရဘုရားသည်ငါ၏အလင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအံ့နည်းထာဝရဘုရားသည်ငါ၏အသက်ခိုလုံရာဖြစ်တော်မူ၏ငါသည်အဘယ်သူကိုမျှကြောက်လန့်ရအံ့နည်းငါကိုအညှိုးထားသောရန်သူလူဆိုးတို့သည်ငါအသားကိုကိုက်စားမည်ဟုလာကြသောအခါခြေတိုက်မိ၍လဲကြ၏ငါတစ်ဖက်၌တက်ချ၍တော်လဲငါတစ်ဖက်၌တက်ချကြတော်လဲငါနှလုံးမကြောက်တတ်စစ်ချီ၍လာကြတော်လဲထိုအမှုတွင်ပင်တည်ကြည်သောစိတ်ရှိလိမ့်မည်ထာဝရဘုရား၏တင့်တယ်ခြင်းအသေးတော်ကိုဖူးမြင်၍ဗိမာန်တော်၌မွေးလျော်ခြင်းအလို့ငါထာဝရဘုရား၏အိမ်တော်မှာတစ်သက်လုံးနေရမည်အကြောင်းဒီဟုသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီးထိုအခွင့်ကိုရှာရအောင်မည်ကျောင်းမူကားဘေးအန္တရာယ်ရောက်သည့်ကာလတဲတော်တွင်ငါကိုကိုးကွယ်တော်မူမည်ဗိမာန်တော်အတွင်း၌ငါကိုဝတ်ထားတော်မူမည်ကြောက်ပေါ်မှာလည်းငါကိုတင်ထားတော်မူမည်ယခုပင်ငါပတ်လည်၌ရှိသောရန်သူတို့အပေါ်သို့ငါ၏ဦးခေါင်းကိုချီးမြှောက်တော်မူ၏ထို့ကြောင့်ဗိမာန်တော်မှာတဘိုးမှုတ်ခြင်းနှင့်တကွရစ်ပူဇော်ပါမည်တခြင်းဆိုပါမည်ထာဝရဘုရားကိုထောမနာတခြင်းဆိုပါမည်အိုးထာဝရဘုရားအကျွန်ုပ်အော်ဟစ်သောအတန်ကိုနားထောင်တော်မူပါအကျွန်ုပ်ကိုတနာ၍ထူတော်မူပါငါ၏မျက်နာကိုရှာကြလောဟုသောအမိန့်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလျက်အိုးထာဝရဘုရားကိုရော၏မျက်နာကိုရှာပါမည်အကျွန်ုပ်ကိုမျက်နာလွှဲတော်မမူပါနှင့်အမျက်ထက်၍ကိုရော၏ကြုံကိုပယ်တော်မမူပါနှင့်အကျွန်ုပ်ကိုကယ်တင်တော်မူသောဖရာကိုရောသည်အကျွန်ုပ်ကိုအမဆတော်မူဘူးသည်ဖြစ်၍အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်ကိုမိဘတို့သည်အကျွန်ုပ်ကိုစွန့်တော်လဲထာဝရဘုရားသည်အကျွန်ုပ်ကိုချီယူတော်မူမည်အိုးထာဝရဘုရားကိုရော၏လမ်းကိုအကျွန်ုပ်အားပြသတွင်တင်တော်မူပါကျွန်ုပ်၏ရန်သူတို့ကြောင့်ဖြောင့်သောလမ်းထဲ၌အကျွန်ုပ်ကိုပို့ဆောင်တော်မူပါမမှန်သောတက်တွေကိုခံသောသူတို့နှင့်ညှင်းဆဲခြင်းကပြင်းစွာသောအသက်ရှူသောသူတို့သည်အကျွန်ုပ်တစ်ဖက်၌ထကြသည်ဖြစ်၍ရန်သူတို့အလိုသို့ကျွန်ုပ်ကိုအနှံတော်မူပါနှင့်ကယ်ဆယ်စစ်အသက်ရှင်သောသူတို့၏နေရာတွင်ထာဝရဘုရား၏ကျေးဇူးတော်ကိုငါတွေ့မြင်မည်ဟုယုံမှတ်ဆွဲလန်းခြင်းရှိ၏ထာဝရဘုရားကိုမျှော်လင့်လော့အာယူ၍ရင်းရင်သောစိတ်နှလုံးရှိလော့ထာဝရဘုရားကိုမျှော်လင့်လျက်နေလော့ဤသည်ကထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်းဆက်လက်၍ကြားနာရမည့်ဓမ္မသစ်ကျမ်းစာတော်မြတ်မှာရှောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အခန်းငယ်1မှ9တိုင်တဖန်တုံယေရှုကသင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်ဖျားသခင်ကိုယုံကြည်ကြလောငါကိုလည်းယုံကြည်ကြလောငါအဖ၏အိမ်တော်၌နေစရာအခန်းများရှိ၏သို့မဟုတ်လျင်မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေသင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏ငါသည်သွား၍သင်တို့ပြင်ဆင်စရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌သင်တို့ရှိစေခြင်းကသင်တို့ကိုငါထံသို့သိမ်းဆီးမည်ငါသည်အဘယ်အရက်သို့သွားသည်ကို၎င်းလမ်းခီးကို၎င်းသင်တို့သိကြ၏ဟုမိန့်တော်မူ၏သောမကလည်းသခင်ကိုရောသည်အဘယ်ရက်တို့သွားတော်မူသည်ကိုအကျွန်ုပ်မသိသည်ဖြစ်၍လမ်းခီးကိုအဘယ်သို့သိနိုင်မည်နည်းဟုလျှောက်လျင်ယေရှုကငါသည်လမ်းခီးဖြစ်၏တမန်တရားကိုလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရသင်တို့သည်ငါကိုသိလျင်ငါခမည်းတော်ကိုမသိဘဲမနေကြယခုမှစ၍ခမည်းတော်ကိုသိမြင်ကြ၏ဟုမိန့်တော်မူ၏ဤဒီကထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်း